သင်ခန်းစာကcha-cha beat style ကိုလေ့လာခြင်း cha-cha ကိုဟာဘာအရင်တီးပြရပါမယ်ပထမဆုံးဘယ်လိုတီးရမလဲဆိုရင်1 2ဆိုတဲ့ဟာဘာမှာပထမဆုံးရိုက်ချက်ကအပေါ်ဖြစ်ပါတယ်နောက်ရိုက်ချက်နှစ်ချက်ကအောက်ကဖြစ်ပါတယ်တတိယရိုက်ချက်ကို break ဖမ်းရပါတယ်ပြန်တီးပြပါမယ်အဲ့ဒီဟာပါပြီးရင်နောက်ဟာပါကိုဆက်တီးမယ်အပေါ်ရိုက်မယ်အောက်ကပြန်ပစ်မယ် break ဖမ်းမယ်နောက်တစ်ခါပေါ်ရိုက်မယ်အောက်ကပြန်ပစ်မယ် break ဖမ်းမယ်တီးပြမယ်နားထောင်ကြည့်ပါအဲ့တော့ဟာပါနှစ်ခုကိုပေါင်းတီးလိုက်တဲ့အခါမှာcha-cha beatဖြစ်လာပါတယ်တီးပြပါမယ်ဒါ cha-cha beat ဖြစ်ပါတယ် cha-cha beat ကို၄ပါးတီးပြပါမယ်နားထောင်ကြည့်ပါcha-cha beat နဲ့ပတ်သက်ပြီးတော့သချင်းလေးတစ်ပိုက်တီးပြပါမယ်နားထောင်ကြည့်ပါအဲ့ဒီcha-chaတီးသချင်းလေးကိုတီးဝိုင်းနဲ့တီးတဲ့အခါမှာဘယ်လိုဆိုတာနားတော်တာဆင်ကြည့်ပါအဲ့ဒီချင်းလေးကိုစာအုပ်ထဲမှာခေါ်ပါရေးထားပါတယ်ဒီသချင်းလေးနဲ့အတူလိုက်တီးကြည့်ပါ
အဲ့ဒီချင်းလေးကို